မင်းဘာမှုနဲ့ဖန်ခံရတာလဲဤပညာကိုမှုပါလူရဲ့စိတ်ကိုပြောင်းလဲစေတဲ့ဤပညာကိုမှုပါမင်းဒီကျွန်းပေါ်မှာတက်တက်လုံးနေသွားမှာလားဒါမှမဟုတ်ညှို့နှင်းချက်ရှိတဲ့ထွက်ပေါက်ကိုလိုက်ရှာမလားကျွန်တော်ထွက်ပေါက်ကိုဘယ်ဟာစပြီးရှာမှာလဲဒါကတော့တိတ်မခတ်ပါဘူးငါ့ကိုတွေ့အောင်ရှာနိုင်ရင်ထွက်ပေါက်ကိုတွေ့ရတယ်အတူတူပဲဘာဖြစ်လို့လဲဆိုတော့ကျွန်းရဲ့တစ်ခုလေးသောထွက်ပေါက်နေရာမှာငါရှိနေတယ်ငါ့ကိုတွေ့မင်းလွတ်မြောက်ပြီပေါ့တခါတည်းမှာလိုက်မယ်ကောင်းတယ်ဝင်ပေါက်လေးကြီးရဲ့တစ်ခုသောဝင်ပေါက်ရဲ့အစုံမှာအရင်စိတ်ပြင်းနေမှုနေထိုင်တယ်ဒါကြောင့်တည်ဆုံးခြင်းဆိုတာဒီကျွန်းရဲ့အဖြစ်ပဲဒီကျွန်းမှာငါဘယ်လိုရောက်လာရလဲဒါကဝယ်ပင်နေရတယ်သူ့ဒီကိုဘာကြောင့်ရောက်လာရလဲပြီးတော့သူရရှိတယ်ငါတယောက်တည်းလားငါနဲ့တူဖို့ရှိသေးလားမိကုံမောင်များစွာနဲ့ပေါ့လူမရှိသူမရှိအပေါင်းအသင်းမိတ်ဆွေမရှိတဲ့ဒီနေရာမျိုးမှာသူဘယ်လောက်ထိအသက်ရှင်နေနိုင်မှာလဲကိုဘယ်လောက်ထိကာဝယ်နိုင်မှာလဲတိဆောက်ထားနိုင်မှာလဲအရာအလုံးကသူ့ကိုစင်ခေါ်နေတယ်